ကိုရတာနဲ့ကျင့်တတ်တယ်ဆိုတာရတာနဲ့ကျင့်တတ်ရမယ်ရတာနဲ့မကျင့်တတ်တော့ရောအပူတွေကရလာမှာတဲ့လားမရပါဘူးမောတာပဲရှိအဲ့တော့ကိုရခြင်းတလောက်ရသလားကိုရတာနဲ့တန်တလောက်ပဲတနည်းအားဖြင့်အကြောင်းရှိသလောက်ပဲရမှာလားအကြောင်းရှိသလောက်ပဲရမှာဗျာဟုတ်လားအေးရခြင်းတာတော့အများကြီးပေါ့ဗျာဟုတ်လားရခြင်းတာတော့အများကြီးပေါ့သို့တော့နည်းနည်းတန်ရင်နည်းနည်းပဲရဟုတ်လားအဲ့ဒီမှာရတာနဲ့ကျင့်တတ်ရမယ်ဒီတော့ဒကာကြီးတို့မကြီးတို့ဦးဇင်းတို့တွေတတ္တဝါတွေဟာများသောအားဖြင့်တန်တုဋ္ဌိရဲ့အရာကိုမခံစားကြရတာကများတယ်မယောင်ရဲနိုင်မှုမတင်းတိမ်နိုင်မှုလောဘတွေကရှိကိုရှမ်းရှမ်းတက်ဒီလိုဖြစ်နေတာကိုယ်မှရှိနေတဲ့အခြေအနေကိုတခါလေကောင်းတာလေးတွေရှိတာတော့ကောင်းတာရှိတယ်လို့အတိအမှတ်မပြုမိဘူးဟုတ်ရဲ့လားဆိုကြပါစို့ဒီကျင့်တတ်မှုဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းကအင်မတန်ပြောခြင်းတယ်ဒကာဒကမတို့ဦးဇင်းတို့အခုဝါယုံတော့စားရတယ်မဟုတ်လားစားရတယ်လှယုံတော့ဝတ်ရတယ်မဟုတ်လားမိုးလုံလေလုံရောနေရတယ်မဟုတ်လားကျမ်းမာရေးကောကောင်းလားအော်ဟဲ့ညီးညူနေရလောက်အခြေအနေမဆိုးဘူးမဟုတ်လားဒါနပြုခြင်းနဲ့ဆိုရင်ကိုယ်နဲ့တန်တာလေးပြုခွင့်ရှိတယ်သီလဆောက်တည်ခြင်းနဲ့ဆိုရင်ပစ္စည်းတောင်မလိုဘူးဆောက်တည်လို့ရတယ်အသိဉာဏ်နေမေတ္တာတွေဖြစ်အောင်လုပ်မယ်ဆိုရင်လုပ်ခွင့်ရှိကောင်းလိုက်တဲ့အခြေအနေဟင်စားနေရတယ်ဝတ်နေရတယ်ဗျာဘိုးလုံးလေးလုံးနေရတယ်ဗျာကျမ်းမာရေးကောင်းတယ်ဗျာမသိသေးဘူးဗျာအခုအသက်ရှင်နေတယ်ကောင်းတာမှန်သမျှကိုယ်တာလုပ်ချင်တယ်ဆိုရင်အကုန်လုပ်လို့ရတယ်ဗျာမကောင်းဘူးလားကောင်းတယ်နော်အဲ့ဒီကောင်းတာတွေကိုမေးပြီးတော့တခါတလေမောပြီးတော့မကြည်မနှက်နဲ့ရချင်နေတာကိုတန်တုဋ္ဌိကရှိမှမရှိပဲကိုဟုတ်လားအဲ့တော့ဘယ်နှခါလောက်ငါစဉ်းစားဘူးလေကိုပြန်စဉ်းစားကြည့်စမ်းပါငါကျမ်းမာရေးကောင်းလိုက်တာပျော်လိုက်တာလို့ဘယ်နှခါစဉ်းစားဘူးလေစဉ်းစားဘူးတယ်စဉ်းစားဘူးတယ်ဆိုရင်တော်တာပေါ့ဗျများသောအားဖြင့်ကျမ်းမာရေးကောင်းတာဟာလေးကိုဘယ်အချိန်ကျမှတန်ဖိုးထားလဲဆိုရင်ဆေးရုံဆေးကန်းရောက်မှတန်ဖိုးထားတာဟင်ဒီကမာကြီးလေအဲ့ဒါဟုတ်လားအဲ့ဒီအချိန်ကျရင်တော့သိကျမ်းမာခြင်းပြီတစ်ချိန်လုံးကကျမ်းမာခဲ့တာလေးကိုတော်တော်လွမ်းတယ်အခုကျမ်းမာနေပါတယ်ဒါလေးကိုတန်ဖိုးထားပြီးတော့ပျော်လိုက်စမ်းပါဟုတ်လားကဲအခုမသေးသေးပါဘူးကောင်းတာတွေအကုန်လုံးလုပ်ခွင့်ရှိတယ်ရှင်သန်နေတယ်စိတ်ဓာတ်ခွန်အားတွေကိုကာယခွန်အားတွေကိုပြည့်စုံလို့ဉာဏ်နေနဲ့လည်းပြည့်စုံလို့ကောင်းကျင်တပဆိုလို့ရှိရင်မိုးထီအောင်ကောင်းလို့ရတယ်ဟင်အဲ့ဒီလိုကောင်းနိုင်ခွင့်ရှိတဲ့ဒီရှင်သန်ခြင်းငါအသက်ရှင်နေတာပျော်လိုက်တာဝိတ္တရေစဉ်းစားတဲ့တယ်လို့ထင်တယ်ဗျာကျုပ်ကတော့အသက်ရှင်နေတာငါအခုရှင်နေတာနော်ပျော်စရာကောင်းတယ်မကျေနပ်တဲ့မို့လားဒါပေမဲ့လူတွေဟာအဲ့ဒီလိုကျေနပ်မှုကိုဘယ်ချိန်ကြမှယူမှာလဲလို့မေးရင်သေကာနေကြမှယူမယ်ထင်တာပဲတေးရတော့မယ်ထင်တော့မှတနာရီလောက်ပဲကိုနေရတရက်လောက်ပဲနေရဆွဲဆန့်ကျင်တယ်ဗျာအဲ့ဒါလေးတွေကိုပြန်တွေးပြီးတော့ကျေနပ်ရမယ်ရှေ့ကိုတိုးတက်အောင်မလုပ်ရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်အေးတိုးတက်တယ်ဆိုတာကလည်းတိုးတက်ခြင်းယုံမြနဲ့တိုးတက်တာမဟုတ်ဘူးတိုးတက်เสียအကြောင်းတွေပြည့်စုံအောင်ဖန်တီးနိုင်မှတိုးတက်တာဟုတ်ရလားအဲ့တော့တိုးတက်ခြင်းနဲ့ဆိုရင်လည်းအများကြီးကြိုးစားနော်အများကြီးကြိုးစားကံနေဉာဏ်နေဝရိယတွေကောင်းအောင်ကြိုးစားရင်မတိုးတက်ပြီဘူးလားတိုးတက်မယ်အဲ့ဒီလိုကြိုးစားရင်းနဲ့ပဲကို့ဖြစ်နေတဲ့အခြေအနေလေးကို့ရနေတာလေးနဲ့ကျင့်တတ်တဲ့စိတ်နှစ်သက်နိုင်တဲ့စိတ်ကိုလည်းပဲတပြိုင်နက်တည်းမွေးမြူဖို့မလိုဘူးလားလိုတယ်ဗျဟုတ်လားတခါကြီးမိုက်မြဖန်ခွက်ထဲမှာရေတဝက်ရှိတယ်တဲ့တချို့သောပုဂ္ဂိုလ်တွေကကြည့်လိုက်တော့ဟာဖန်ခွက်ကရေတဝက်ရော့နေတယ်ကွာလို့မြင်နေတဲ့တချို့သောပုဂ္ဂိုလ်တွေကကြည့်လိုက်တော့ဟာဖန်ခွက်ကရေတဝက်ကြီးတောင်ပြည့်နေတယ်လို့မြင်နေတဲ့တူနိုင်မလားချမ်းသာခြင်းမတူနိုင်ဘူးဟိုလူကရော့နေတာမြင်တာဟိုလူကပြည့်နေတာကိုမြင်တာဒကာဒကမတွေဘာတွေကိုမြင်နေလဲပြည့်နေတာကိုမြင်တယ်တော်တာပေါ့နော်အဲ့လိုဆိုရင်တော့ဦးစင်းကတော့သိမယုံပါဘူးရော့နေတာတွေမြင်တယ်ပဲထင်နေတာဒါကြောင့်အမြဲတမ်းလိုနေတယ်အလိုဆန္ဒတွေကအမြဲတမ်းရှိနေတယ်အလိုဆန္ဒတွေအမြဲတမ်းရှိနေတဲ့အတွက်ကြောင့်စိတ်ကလည်းအမြဲတမ်းမောနေတယ်ကိုယ်မှရှိတဲ့အစဉ်ပြေမှုလေးတွေကိုခောက်ထားပြီးတော့ကိုယ်မှမရှိတဲ့အစဉ်ပြေမှုတွေကိုတန်းတက်ပြီးတော့အချိန်တိုင်းမောနေတယ်အဲ့ဒါလိုထင်တာဟုတ်လားမသိ